ဒီမောင်အိုးကိုဖွင့်မိရင်ဘာဖြစ်သွားမလဲမောင်မောင်နဲ့အေးအေးတို့ဟာကြေးရွာနာကတောထဲမှာကစားရင်းကြီးမားတဲ့မြေအိုးဟောင်းတစ်လုံးကိုတွေ့လိုက်တယ်အိုးမှာမဖွင့်နဲ့လို့ရှင်းအောင်စာလုံးတွေနဲ့ရေးထားတယ်ဒါပေမဲ့သူတို့ဖွင့်မိလိုက်တယ်အိုးထဲကနေပြလဲလဲအယောင်လေးတွေထွက်လာပြီးပျောက်ကွယ်နိုင်တဲ့ကြောင်နဲ့စကားပြောတဲ့ဖတ်ပြုတ်ရွှေစိတ်စိတ်နဲ့ငကျင်းတို့ပေါ်လာတယ်ဒါပေမဲ့အိုးကိုပြန်မပိတ်နိုင်ခဲ့ဘူးအိုးကနေထွက်လာတဲ့တရဝါတွေကကြေးရွာကိုပျက်စီးစေနေတယ်ဖပြုတ်ကလူတွေကိုဖားဖြစ်ပြောင်းနေတယ်ငကျင်းကရွှေတွေနဲ့ကြေးရွာကိုဖုံးလွှမ်းစေတယ်မောင်မောင်တို့ဟာအိုးကိုပြန်ပိတ်ဖို့နီးလန်းရှာရတော့မယ်ရွာထဲကအဖိုးကိုပြောတာကမော်အိုးကိုပိတ်ဖို့ဒီ၃မျိုးလိုတယ်တစ်ကြောင်နဲ့ရဲ့မျက်ရည်နှစ်ဖပြုတ်ရဲ့တချင်းသုံးငကျင်းရဲ့ရွှေကြေးကုန်သူတို့ဟာဒီ၃မျိုးကိုစုပြီးအိုးကိုပြန်ပိတ်နိုင်မလားနောက်ဆုံးမှာအိုးကိုပိတ်နိုင်ခဲ့ပြီးကြေးရွာလေးပြန်ကောင်းလာခဲ့ပါတယ်စူးစမ်းကျင်စိတ်ကကောင်းပေမဲ့တတိလဲထားရမယ်ဆိုတဲ့သင်ခန်းစာရစေပါတယ်